ညီကိုတွေအားလုံးပဲမိကလာပါ PT Football Channel ကနေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုကြိုဆိုလိုက်ပါလားခင်ဗျဒီနေ့ညမှာကစားဖို့ရှိနေတဲ့ Europa League နဲ့ Europa Conference League Playoff ပွဲစဉ်တွေကကျွန်တော်ရဲ့ကြိုက်တဲ့ပွဲစဉ်၄ပွဲကိုဒါရွေးချယ်မှုပြုလုပ်ပြီးတော့ဖြစ်ပါတယ်။ဘာမှမကြည့်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ရသေးတယ် subscribe လုပ်ပြီးကြပါဦးလို့ကျွန်တော်အနေနဲ့တောင်းဆိုပါစီဗျ။ Okay ဒါဆိုရင်ဗျာဒီနေ့ညမှာကစားဖို့ရှိနေတဲ့ဒါ Europa League နဲ့ Europa Conference League ပွဲစဉ် Playoff ပွဲစဉ်တွေကကျွန်တော်ကြိုက်တဲ့ပွဲစဉ်၄ပွဲကိုဒါရွေးချယ်မှုပြုလုပ်တော့မှာဖြစ်ပါတယ်။ပထမဆုံးပွဲစဉ်တစ်ပွဲကတော့ဒါ Cyprus Club တင်တဲ့ဖြစ်တဲ့ Papo FC တင်တဲ့ဒါတစ်ဖက်က Croatia Club တင်တဲ့ဖြစ်တဲ့ဒီ Hatta Split အတင်တို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတော့ဒါမြန်မာစံတော်ချိန်17နိုင်ပွဲမှာကစားမဲ့အတွက်ကြောင့်မို့တော့ဒါလက်ရှိဒီပွဲစဉ်မှာအကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကဒီ Cyprus Club တင်တဲ့ကဒါသူတို့ရဲ့အဲ့ဝင်းမှာကစားရမဲ့အတွက်ကြောင့်မို့တော့ဒါဒီပွဲစဉ်မှာအကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့လည်းတလုံးဝင်ပြ90စားဆိုတဲ့ဒါအကြောပေးမှုကိုပေးတာပြီးတော့ကိုပေါင်းကြည့်ပါဆိုလို့ရှိရင်တော့နှလုံးအပြည့်ဆုံးဆိုတဲ့ကိုပေါင်းကြီးကိုခွေးလက်ထားတယ်ဗျာဒီနေ့တင်ကတော့ပထမကြောကဒါခရိုရှာမြေမှာဆိုလို့ရှိရင်တော့လည်းဒါ 2-0 ဆိုတဲ့ရလက်နဲ့ဒါခရိုရှာကလပ်တင်ကဒါအနိုင်ရထားတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာဒါ Cyprus ကလပ်တင်ကတော့ဒါသူတို့ရဲ့အိမ်ကွင်းမှာဒါပြန်ပြီးတော့ကစားရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်ပထမကြောက 2-0 နဲ့ဆောင်းထားတဲ့အတွက်ကြောင့်မို့ဒါကိုယ့်အိမ်ကွင်းမှာတော့ဒါ 2-0 နဲ့ပြန်လဲအနိုင်ရမှဒါဒီအချိန်ပိုတွေပနတီတွေနဲ့ဒါနောက်တစ်စစ်တက်ဖို့အတွက်ဒါအကုထောက်ရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီပွဲစဉ်ကတော့ကိုပြတ်နိုင်ဖို့လိုအပ်နေတဲ့အခြေအနေမျိုးမှာဒါအကျော်ပေးမှုရတော့တလုံးဝင်ပြ90စားဆိုတဲ့အကျော်ပေးမှုရတော့ဒီပွဲစဉ်ကတော့ဒါကပ်ပြီးတော့ပဲနိုင်ရောမဲ့အခြေအနေမျိုးလိုပဲကျွန်တော်လည်းမြင်မိတယ်ဗျ။လက်ရှိမှာဆိုလို့ရှိရင်တော့ပါဖိုး SC တင်ကတော့ဒါကျွန်တော်ဘရိုချစ်ပေးတတ်တယ်နော်တိတ်ပြီးတော့စိမ့်တဲ့အတင်တော့မဟုတ်ဗျ။ပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်တော့ဒါချန်ပီယံလိဝင်ခဲ့ပြီးတော့ချန်ပီယံလိဒီဖေးပွဲစဉ်စစ်ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်3ပွဲတည်ရင်နဲ့3ပွဲဆုံးပြီးတော့နောက်ဆုံးဒီရမှတ်အဖြစ်တော့ဒီကိုမှပဲရခဲ့ပြီးတော့ချန်ပီယံလိမှာအဆင့်26ပဲရခဲ့တဲ့အတွက်ကြောင့်မို့တော့ဒါချန်ပီယံလိကနေထွက်ခဲ့ရတဲ့အခြေအနေမျိုးစီရှိခဲ့ပေမဲ့ဒီနေ့ရသည်မှာဆိုလို့ရှိရင်ဒါ Europa League ကိုဒါ Playoff ကစားရတဲ့အခြေအနေမျိုးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလက်ရှိမှာဆိုလို့ရှိရင်တော့ Cyprus တင်ကတော့ဒါပြီးခဲ့တဲ့ရသည်ကဆိုလို့ရှိရင်အိမ်ကွင်းရလက်မဆိုးဘူးပြောလို့ရတယ်ဗျာသူတို့ရဲ့အိမ်ကွင်းမှာ17ပွဲမှာဆိုလို့ရှိရင်17ပွဲနိုင်ခဲ့ပြီးတော့ဒါ3ပွဲတည်ရင်နဲ့4ပွဲပဲဆုံးခဲ့တယ်ဗျာဒါကြောင့်မို့လဲဒါပထမကြောကဒါ2-0ဆိုတဲ့ကြလက်နဲ့ဒါဆုံးနေခဲ့တဲ့အတွက်ကြောင့်မို့လို့အိမ်ကွင်းမှာပြန်လဲပြီးတော့အနိုင်ယူရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒီ Croatia Club တင်ကလည်းဒါပြီးခဲ့တဲ့ရသည်အဝေးကွင်းပွဲစဉ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်း17ပွဲမှာဆိုလို့ရှိရင်ဒါ10ပွဲပဲအနိုင်ရခဲ့ပြီးတော့ဒါ6ပွဲတည်ရင်နဲ့4ပွဲဆုံးလာတဲ့အတွက်ကြောင့်မို့လို့အဝေးကွင်းရလက်တော့ဒါတိတ်ပြီးတော့ဆိုးဝါးတော့မဟုတ်ဗျာတို့မှလည်းလက်ရှိမှာဆိုလို့ရှိရင်တော့ဒါCyprus Club တင်ဖြစ်တဲ့ဒီ Papo FC တင်ကတော့ဒါသူတို့ရဲ့အိမ်ကွင်းမှာကစားရမယ့်အတွက်ကြောင့်ပထမကြောက2-0နဲ့ဆောင်းလာတဲ့အတွက်ကြောင့်မဖြစ်မနေနိုင်ပွဲဆိုင်ရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒီ Croatia Club တင်ကတော့ဒါပထမကြောက2-0နဲ့အနိုင်ရတာအတွက်ကြောင့်ဒီပွဲစဉ်မှာတော့ဒါအနေကြောင့်ဒါတည်ရလက်ရအောင်မခံကမ်းမဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့တော့ကျွန်တော်နေဗျာဒီအိမ်ကွင်းကစားရမယ့် Papo FC တင်ကတော့ဒါတလုံးဝင်90စားဆိုတဲ့ဒါအကြောပေးမှုပေးတာချင်းကြောင့်ပဲဒါအနေကြောင့်ဒါတလုံးဝင်90စားရမယ့်ပါဖို့အစီအတင်ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးလိုက်ရပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Europa League ပွဲစဉ်နောက်ထပ်တစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဘယ်ဂျီယာကလပ်တင်ဖြစ်တဲ့ဒီအန်ဒါလက်တင်တဲ့တစ်ဖက်ကစီတီကလပ်တင်ဖြစ်တဲ့ဟမ်မတ်တင်တို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်ဒါတနိုင်ထိုးမှကစားမှာဖြစ်ပါတယ်။ဒါဒီပွဲစဉ်အကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ဂျီယာကလပ်တင်ဖြစ်တဲ့ဒီအန်ဒါလက်တင်ကတော့ဒါလက်ပဲ55ပြဆုံးဆိုတဲ့အကြောပေးမှုပေးလိုက်ပြီးတော့ကိုပေါင်းကြီးမှာတော့တောလုံးဝင်ပြ60စားဆိုတဲ့ကိုပေါင်းကြီးကိုခွေးလက်ထားပါတယ်။ဒီလက်ရှိမှာဆိုလို့ရှိရင်ဗျာဒီအန်ဒါလာတင်ကတော့ဒါပြီးခဲ့တဲ့ရက်ဒီဘယ်ဂျီယာလိမ့်မှာဆိုလို့ရှိရင်အိမ်ဝဲပွဲ20ကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်9ပွဲပဲဆုံးခဲ့ပြီးတော့10ပွဲနိုင်9ပွဲတည်ကြတာပြီးတော့ရလက်မဆိုးဘူးပြောလို့ရတယ်ဗျအိမ်ဝဲရလက်တည်ငြိမ်တဲ့အတင်းဖြစ်ပေမဲ့တစ်ဖက်ကဆွီတင်ကလပ်တင်းဖြစ်တဲ့ဟမ်မာအတင်းကတော့ဒါလက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီဆွီတင်လိမ့်မှာဆိုလို့ရှိရင်တော့ဒါအဝေးကွင်း9ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်2ပွဲသာအနိုင်ရပြီးတော့2ပွဲတည်ရင်ဒါ3ပွဲဆုံးလာတဲ့ရလက်ကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းမှာတော့ဒါရုံးကန်နေရတဲ့အခြေအနေမျိုးလို့ပြောရမှာဗျဒီနေ့တင်းကတော့ပထမကြောကဆိုလို့ရှိရင်တော့ဒါဒီဆွီတင်မြေမှာဒါ1-1နဲ့တည်ကြထားတဲ့ကြောင့်မို့လက်ရှိဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါဘယ်ဂျီယာကလပ်တင်ဖြစ်တာအန်ဒါလက်တင်ကတော့ဒါအိမ်ကွင်းကစားရမယ့်တဲ့ကြောင့်မို့အိမ်ကွင်းမှာ level 55ပြဆုံးဆိုတဲ့ဒါအကြောပေးမှုပေးတာချင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအိမ်ကွင်းရလက်ကောင်းတဲ့အတင်းဖြစ်ပြီးတော့သူတို့အိမ်ကွင်းမှာဆိုလို့ရှိရင်ဒါဘယ်ဂျီယာလေးရက်ဒါဖြတ်မြင့်အတင်းလို့ပြောလို့ရတယ်လို့ဒါအတင်းကြီးအတင်းလို့ပြောလို့ရတဲ့ဒီအန်ဒါလက်တင်ကတော့ဒါသူတို့ရဲ့လိမှာဆိုလို့ရှိရင်အိမ်ကွင်းရလက်ကောင်းတဲ့အတင်းဖြစ်တဲ့ကြောင့်မို့ဒါအိမ်ကွင်းမှာလက်ခံကစားရမယ့်အခြေအနေမျိုးပါပထမကြောက1-1တည်ကြထားတဲ့ကြောင့်မို့ဒီပွဲစဉ်မှာတော့ဒါအိမ်ကွင်းမှာဒါမှဖြစ်မနေနိုင်ဝက်ဆိုင်ရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒီဆွီတင်ကလပ်တင်ကလည်းအဝေးကွင်းရလက်မကောင်းတဲ့အတင်းဖြစ်တဲ့ကြောင့်မို့အိမ်ကွင်းမှာ level 55ပြဆုံးဆိုတဲ့ဒါအကြောပေးပေးတာချင်းကြောင့်ပဲကျွန်တော်အနေနဲ့တော့ဒါအန်ဒါလက်တင်ကိုပဲအကြိုက်တွေ့ပြီးပါတယ်။ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီ Super Conference League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဘူလ်ဂေးရီးယားကလပ်တင်ဖြစ်တဲ့လူဒိုကိုလက်တင်တဲ့ဒီအစရီကလပ်တင်ဖြစ်တဲ့ဟာပိုတဲဘတ်
အတင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီပွဲစဉ်ကတော့ဒါမြန်မာစံတော်ချိန်7နိုင်ပွဲမှာကစားမှာဖြစ်ပါတယ်ဒါလက်ရှိမှာဆိုလို့ရှိရင်တော့ဒီနှစ်တင်းကတော့ပထမကြောကဆိုလို့ရှိရင်တော့အစလေးမြေမှာတော့ဒါအစလေးကလပ်တင်းဖြစ်တဲ့ဒီဟာပိုတဲဘတ်တင်းကဒါ2-0ဆိုတဲ့ရလနဲ့လူတို့ကလပ်ကိုအနိုင်ရထားတဲ့အတွက်ကြောင့်မို့လက်ရှိဒီအိမ်ဝင်းကစားရမယ့်ဒါဘူဂေဒီယာကလပ်တင်းဖြစ်တဲ့ဒီလူတို့ကလပ်တင်းကတော့ဒါအိမ်ကွင်းမှာလက်ခံကျင်းပရကစားရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာအကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအိမ်ကွင်းကစားရမယ့်လူတို့ကလပ်တင်းကဒါတစ်လုံးဝင်ပြ60စားဆိုတဲ့အကြောပေးမှုပေးတာပြီးတော့ကိုပေါင်းကြီးပါတော့နှလုံးပြည့်စုံဆိုတဲ့ကိုပေါင်းကြီးကိုခွေးလက်ထားပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့လူတို့ကလပ်တင်းကတော့ဒါသူတို့ရဲ့ဒီဘူဂေဒီယာလိမှာဆိုလို့ရှိရင်တော့အတင်းကြီးတင်းဖြစ်ပြီးတော့နှစ်တိုင်းလူတို့ဒါချန်ပီယံလိပလေအော်တွေဒါယူပါလိဝင်ရောက်ကစားနေရတဲ့အတင်းဖြစ်ပေမဲ့လက်ရှိဒီနေ့ရဒီမှာဆိုလို့ရှိရင်တော့ဒါယူပါကွန်ပလက်လိကိုဒါဆင်းပြီးတော့ကစားနေရတဲ့ဒါပလေအောက်ကစားရတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်မို့လက်ရှိဒီနောက်ဒီဘူဂေဒီယာလိမှာဆိုလို့ရှိရင်တော့လက်ရှိဒီဘူဂေဒီယာလိမှာနှစ်ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒါနှစ်ပွဲလုံးအနိုင်ရထားတဲ့အတင်းဖြစ်ပြီးတော့တစ်ဖက်ကဒီအစလီကလပ်တင်းကတော့ဒါသူတို့ရဲ့ league အနာရတဲ့ကြောင့်မို့တော့ဒါကစားသမားတွေကြားထဲမှာတော့ဒါပွဲပတ်မှုတော့မရှိဘူးဗျာတစ်ဖက်ကဒီလူတို့ကိုရတင်ကတော့ပြီးခဲ့တဲ့ဒီကြားရက်မှာလည်းဒါသူတို့ရဲ့ league ပြန်စားရတဲ့အတွက်ကြောင့်မို့ဒါပွဲကစားရတဲ့အခြေအနေမျိုးကြောင့်ပဲဒါပွဲပတ်မှုတော့ဖြစ်နိုင်တယ်ဗျာတို့မှတော့အိမ်ဝင်းကစားရမယ့်အတွက်ကြောင့်မို့အိမ်ဝင်းကစားကောင်းတဲ့လူတို့ကိုရတင်နေတယ်တော့ဒါပြီးပထမကြောကလည်းဒါအစလီကလပ်တင်ကိုဒါ2-0ဆိုတဲ့ရန်နဲ့ဆုံးနေတာကြောင့်ဒီပွဲစဉ်ကတော့ဒါအိမ်ဝင်းမှာမဖြစ်မနေအကုန်ထုတ်ပြီးတော့ဒါနိုင်ပွဲရအောင်စာမဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့တစ်ဖက်ကဒီအစလီကလပ်တင်ကတော့ဒီပြီးခဲ့တဲ့ရာသီကဒါအဝေးကွင်းပွဲချင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအဝေးကွင်း73ပွဲမှာဆိုလို့ရှိရင်3ပွဲသာအနိုင်ရပြီးတော့ဒါ6ပွဲတည်ရည်နဲ့ဒါ4ပွဲဆုံးလာတဲ့အတွက်ကြောင့်မို့ပြီးခဲ့တဲ့ရာသီကဒါအဝေးကွင်းရက်လက်ဒါတော်တော်လေးကိုစူးစူးဝါးဖြစ်လာတဲ့အခြေအနေမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ SLE club တင်ကတော့အဝေးကွင်းရက်လက်မကောင်းတဲ့အတင်းတို့တတ်မှတ်ရမှာဗျာဒါကြောင့်မို့အိမ်ကွင်းရက်လက်ကောင်းတဲ့အင်ကွင်းမှာဒါကစားဖို့ကောင်းတဲ့ဒါအိမ်ကွင်းတိုက်စစ်ကောင်းတဲ့ဒီဘူဂေဒီယာကလပ်တင်ဖြစ်တဲ့ဒီလူတို့ကိုလည်းတင်ရအိမ်ကွင်းမှာတစ်လုံးဝင်ပြ60စားဆိုတော့ဒါအကြောပေးမှုပေးထားခြင်းကြောင့်ပဲကျွန်တော်အနေနဲ့တော့ဒါလူတို့ကိုလည်းကိုပဲရွေးချယ်ပေးလိုက်ရပါတယ်နောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ဒီဆိုရှယ်လကလပ်တင်ဖြစ်တဲ့ဒီစီယွန်တင်းနဲ့တစ်ဖက်ကဘယ်လာယူကလပ်တင်ဖြစ်တဲ့ဘိုလီဆော့တင်တို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါဒီပွဲစဉ်ကတော့မြန်မာစံတော်ကျဲဒါ7:45မှာကစားမှာဖြစ်ပါတယ်ဒီနေ့တင်ကတော့ပထမကြောက်ကဝုန်းဝန်းနဲ့တီကြထားတဲ့ကြောင့်မို့နှစ်တင်လုံးတွဲလောက်ဒါမျောလင်းချက်စီတည်တယ်ဗျာတို့မှလည်းဒီပွဲစဉ်ကတော့ဒါအကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဆိုရှယ်လကလပ်တင်ဖြစ်တဲ့ဒီစီယွန်တင်းကတော့ဒါအိမ်ဝင်းမှာနှလုံးဝင်ပြ80ဆုံးဆိုတဲ့ဒါအကြောပေးမှုကတော်တော်လေးကိုပြင်းတယ်ဗျာကိုပေါင်းကြီးမှာကြည့်မယ်ဆိုလို့ရှိရင်တော့လုံးဝင်ပြ80ဆုံးဆိုတဲ့ဒါကိုပေါင်းကြီးကိုခွင့်လက်ထားတဲ့ဒါကိုပေါင်းကြီးရဆိုလို့ရှိရင်ဒါနှစ်သိန်းပေါင်းတွင်းကိုကတော့အများကိုပဲတွားပဲအခြေအနေမျိုးရှိတယ်ဗျာဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါနှလုံးဝင်ပြ80ဆုံးဆိုတဲ့ဒါဆိုရှယ်ကလပ်တင်ရအကြောပေးမှုကတော့တော်တော်လေးကိုကြောက်ကြကောင်းတယ်ဗျာဒါဒီစီတန်ချင်းရတော့တိတ်ပြီးတော့မကွာချပြီမဲ့ဒါကစားသမားစုပွဲမှုပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မကွာချဘူးဗျတို့မှတော့လက်ရှိဒီနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်တော့ဆိုရှယ်ကလပ်တင်တွေကတော်တော်လေးကိုချီစမိုင်းတင်ငိမ့်လာတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီစီယွန်ကလပ်တင်ကတော့ဒီပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်ဒါဆိုရှယ်လိမှာဆိုလို့ရှိရင်အိမ်ကွင်း16ပွဲမှာဆိုလို့ရှိရင်တော့ဒါ9ပွဲနိုင်ဒါ9ပွဲတည်ရင်နဲ့3ပွဲပဲဆုံးလာပြီးသူတို့အိမ်ကွင်းမှာဆိုလို့ရှိရင်ဒါဒီဆွစ်ဇာလန်လိရဲ့အတင်းကြီးတွေဖြစ်တဲ့ဘေဆယ်တို့ဒီဇူးရဲတို့ရန်ပွိုင်တို့လိုအတင်းမျိုးကိုလည်းကောင်းကြီးအနိုင်ရထားတဲ့အခြေအနေမျိုးကြည့်မယ်ဆိုလို့ရှိရင်အိမ်ကွင်းရလက်ကောင်းတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီပြီးခဲ့တဲ့ပထမကြောက်ကလည်းဒါ1-1တည်ကြထားပြီးမှဒါအဝေးကွင်းမှာဒါ PPCC ကစားထားတဲ့ခြေသွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတော့နှလုံးဝင်ပြ80ဆုံးဆိုတဲ့အကြောပေးမှုရတော့အနေဆုံးကတော့ဒါဒီစီယွန်ကလပ်တင်ကတော့နှလုံးကတော့အနေဆုံးတွင်းနိုင်တယ်ဗျာတိုးမဲ့တော့တစ်ဖက်ကဒီလာယူကလပ်တင်ဖြစ်တဲ့ဘူလီဆော့တင်ကတော့လက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့လိ14ပွဲမှာဆိုလို့ရှိရင်တပွဲသာအနိုင်ရထားပြီးတော့ဒါ6ပွဲတည်ရင်နဲ့ဒါ9ပွဲထိဆုံးလာတဲ့ရက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုဒါခြေသမိုင်းရုံးကန်နေရတော့ပြောမှာတပ်ပြဘူလီဆော့တင်ကတော့ဒီအဝေးသူတို့ရဲ့လိအဝေးကွင်း9ပွဲမှာဆိုလို့ရှိရင်တော့လုံးဝနိုင်ပွဲမရသေးပဲနဲ့ဒါ4ပွဲတည်ရင်နဲ့3ပွဲဆုံးလာတဲ့ရက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဝေးကွင်းမှာနိုင်ပွဲလုံးဝမရသေးတဲ့အတင်းဖြစ်တဲ့ကြောင့်မို့ဒါလက်ရှိဒီဆိုရှယ်ကလပ်တင်ကတော့ဒါအိမ်ကွင်းမှာဆိုလို့ရှိရင်ကိုသွင်းတွေ့နေပြီးတော့ဒါသူတို့ရဲ့အဲ့ဝေးမှာဆိုလို့ရှိရင်အတင်းကြီးတော်တော်များသူတို့လိရက်ဒါအတင်းကြီးတော်တော်များကိုဒါနိုင်အောင်ကစားထားတဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါခြေသမိုင်းအရာတော့ဒါစီယိုတင်းနေတော့ဒီပွဲစဉ်မှာတော့ဒါအနိုင်ရဖို့ကတော့သိကြတယ်ဗျာသူ့မှာတော့နှလုံးဝင်ပြ80ဆုံးဆိုတဲ့အကြောပေးမှုကတော့တော်တော်လေးကိုပြင်းချတယ်ဗျာဒါကြောင့်မို့လို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့တစ်ဖက်ကဒီပိုလီဆော့တင်ကတဲ့ဒါအဝေးကွင်းမှာပြန်ပြီးတော့ခံကန်နိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကကျွန်တော်အနေနဲ့တော့ဒါဘော်ဒီကြီးရဒါနှလုံးဝင်ပြ80ဆုံးဆိုတဲ့အကြောပေးမှုရတော့ဒါစီယုံကိုတော့အကြိုက်တွေ့မိပြီမဲ့ဒါကိုပေါင်းကြီးတောလုံးဝင်ပြ80ဆုံးဆိုတဲ့ကိုပေါင်းကြီးရတော့ဒါတစ်ဖက်ကပိုလီဆော့တင်ကတဘိုးရနိုင်ပြီးတော့ဒီတစ်ဖက်ကဒီအိမ်ဝင်းကစားရမယ့်စီယုံတင်းရဲ့တွင်းကိုတွေကဘယ်လောက်တော်မယ်ဆိုတာကိုကျွန်တော်ကြည့်ရမှာပဲဒါကြောင့်မို့ဒီပွဲစဉ်မှာတော့အနည်းဆုံးဒါ3-1လောက်နဲ့1
ပြီးသွားနိုင်မယ့်အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ဒါ body ကြီးထက်စားလို့ရှိရင်ကျွန်တော်အနေနဲ့တော့ဒါကိုပေါ်တလုံးဝပြ80ဆုံးဆိုတော့ကိုပေါင်းကြီးရဒါနှစ်သိန်းပေါင်းတွင်းကိုအနည်းဆုံးဒါ3-1လောက်ထိသွားမဲ့ပွဲစဉ်တစ်ပွဲလုံးယုံကြည်တဲ့အတွက်ကြောင့်မို့လို့ကိုပေါ်ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပြလိုက်ပါဒီချက်မှုတွေကတော့ကျွန်တော်တုံတက်တယောက်တည်းမြင်ရရွေးချက်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့ညီကိုတို့နဲ့အကြိုက်တူမှဒါလိုက်ပြီးတော့ကစားပါအကြိုက်မတူလို့ရှိရင်ညီကိုတို့စိတ်တိုင်းကြဒါပတ်ကတ်ပြီးတော့ကစားသွားလို့ရပါလားအားလုံးမတလောက်ပဲပါကျွန်တော် channel လေးက subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုပါတယ်ကျွန်တော်ညီကိုတွေအားလုံးပဲအဆက်ဆက်ရအထူး view ဆိုင်ကြပါခင်ဗျာ